နေရာလိုက်ကိုကြည့်တဲ့အခါမှာဒီအစနဲ့တိုင်းမှာဆိုခုနလက်မနဲ့မှာ30ကြော်လေးပဲရှိရတယ်နော်ခုနလက်မနဲ့30ပဲဒါပြီးရင်ဒီအစနဲ့အဆုံးလေးတိုင်းရင်10လက်မနဲ့မှာ50 10လက်မခွဲရှိတယ်နော်โอเคဒီပေသားစိတ်ကြီးကမဖြစ်အစိတ်သိမ့်မှမှတမ်းပြီးတယ်စာအုပ်နဲ့ခုနလက်မ10လက်မစဒါကပါလဲဆိုလို့ရှိရင် B3 B4 B1 side လို့ပေါ့နော်ဒီ side ကိုသေးလေးပဲနော် B5 ပေါ့ sorry B1 မဟုတ် B5 ဒီစာအုပ်က B5 A4 နဲ့တော့နည်းနည်းလေးပဲပေါ့ပုံမှန်ဆိုရင်အထက်တွေပါရေးမယ် A4 side ဆိုရင်ဒီစာအုပ် side နဲ့ဆွဲတာအကောင်းဆုံးပဲနော်အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာအရင်ဆုံးအစအနေနဲ့ဒီဘက်ထိအောင်ခုနလက်မနဲ့မှ30ကြော်ကြော်လေးပဲရှိတယ်နော်အဲ့ဒါကျွန်တော်ခုနလက်မယူလို့ရမယ်ပြီးရင်အပေါ်ကနေအောက်ကိုဘယ်နှလက်မရှိလဲတစ်လက်မနဲ့မှ10လက်မနဲ့မှ50 10လက်မခွဲရှိတယ်အဲ့တော့ကျွန်တော်ဒီဂွင်းနေနေရာမှာပုံဆွဲလို့မရအဲ့တော့ပုံနေတဲ့50ကိုဒီဟာကိုဖယ်လိုက်မယ်နော်အဲ့တော့ကျွန်တော်ဒီအပေါ်ကနေပြီးတော့ခါကြတော့ဒီငင်းနေတာနဲ့ဒီအမှတ်နဲ့တန်းတန်းပဲဖြစ်ရမယ်50ဖယ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီအပေါ်ကနေအောက်ကိုလည်း50ဖယ်လိုက်နော်ပြင်တာလေးကိုပြင်တာမယ်ဒီပုံမှာကျွန်တော်တို့ခုနလက်မဟာကိုထပ်ပြီးတော့ယူပါနော်ပထမမြင်ရတော့ဖိပြီးတားလဲရရပါဖြစ်ပေးရပါအောင်မြင်ဖြစ်တယ်အလဲကမြင်နေကြပပလေးတာနော်အဲ့တော့ခုနလက်မ30ကိုကျွန်တော်တို့30ကိုတဝက်ဝက်နဲ့ဘယ်နှလက်မဘယ်နှစိတ်ရှိမလဲ30ကိုတဝက်ဝက်လောက်တစ်ခွဲနော်အဲ့တော့ဒီအစကနေပြီးတော့ဒီဘက်ကိုတစ်စိမ့်နဲ့မှတဝက်ဒီမှာယူလိုက်နော်အဲ့တဝက်ယူပြီးတော့မှဒီဘက်ကနေပြီးတော့နောက်မှဘယ်လောက်ကြံကြံ2စိတ်ပဲကြံကြံ1စိတ်ခွဲပဲကြံကြံအဲ့ဒါကိုကျွန်တော်စိတ်ထဲသိပြီးတော့မထားနဲ့ဒီကနေပြီးတော့ခုနလက်မစပြီးတော့မှတ်နော်ဒီလက်မတွေကိုမှတ်တဲ့အခါမှာကျွန်တော်တို့ဘေးတစ်စောင်းဒီနားကနေပြီးတော့စောင်းပြီးတော့မတားနဲ့ပေတဲ့အထုအတိုင်းအစိတ်လေးကပပလေးလွဲသွားတယ်အဲ့တော့အပေါ်ကနေရွယ်ကြည့်ပြီးတော့ကျွန်တော်ဒီငင်းချောင်းနဲ့တန်တန်မှာပဲကျွန်တော်တို့ဆွဲပေးမယ်ပြီးတော့တိုင်းနေဆိုရင်အောက်ကဒီဘက်ကနေစပြီးတော့တိုင်းပြီးတော့အဲ့တော့နားလာမှရှိတယ်အရင်တော့တစ်စိတ်ခွဲကျွန်တော်တို့ဖယ်လိုက်မယ်နော်ရောက်ကမြင်းရနေပြီးတော့တစ်စိတ်ခွဲကျွန်တော်တို့အရင်ဆုံးဖယ်လိုက်မယ်ပြီးရင်ဒီကနေဒီဘက်ကိုခုနလက်မှတိုင်းမယ်နော်မြင်းချောင်းဒီလိုစောင်းနေလို့မရဘူးဒီအောက်ကိုအရင်ကတ်သွားလို့ညီနေရမယ်နော်မြင်းချောင်းအတီးအောင်အမှတ်အဆက်လေးတွေချတာဒီလိုမျိုးမြင်းအချောင်းလိုက်လေးချတာပို့ပြီးတော့အဆက်လေးဆိုလို့မြင်းချောင်းအုပ်လိုက်လေးပါသွားမှာဆိုတော့ကျွန်တော်ဒီအချောင်းလိုက်လေးချတယ်နော်โอเคရနေပြီးတော့ဆာရက်ကတ်တင်တဲ့ခါကျရင်မညီတတ်တဲ့ခါမှာဒီဘက်ကပေးနာလေးနည်းနည်းလေးစောင်းနေတယ်ဒီကကျွန်တော်တွင်းတဲ့အကောင်လေးကိုညီဖို့ပဲနော်ပေါ့ဒီရင်တားလိုက်ဒီအောက်ကကြောက်ကျွန်တော်ဒီပုံမှာ5စိတ်ချန်နေတာဒါ10လမ်းမှာဆိုအောက်ကကွက်တီလောက်ကြာအဲ့တော့အပေါ်ကနေစတိုင်းလို့ဆိုကျွန်တော်အပေါ်ကနေပြီးတော့စပြီးတော့တိုင်းရမယ်နော်10လမ်းမှာစပြီးတော့တိုင်းမယ်ဒီမှာကွက်တီရတယ်နော်10လမ်းမှာကွက်တီရတော့ပါနိုင်တာလားအဲ့တော့နည်းနည်းလက်အမှန်လေးနည်းနည်းလိုသွားတာအဲ့ဒါမျိုးဖြစ်တယ်နော်ဂရင်းနဲ့ကပုံတူနိုင်ခြင်းရှိတယ်ဆိုပေမဲ့ကောက်လိုက်တဲ့အောက်လိုင်းလွဲသွားပြီဆိုလို့ရှိရင်လည်းအစနဲ့ပြီးတော့ကျွန်တော်အကုန်လွဲသွားတယ်လို့ဖြစ်သွားတယ်နော်ဒီကအပေါ်ကနေပြီးဒီအောက်ကိုတိုင်းတာဆိုရင်ဒီဘက်ချမ်းအောင်လည်းအပေါ်ကနေအောက်ကိုပဲတိုင်းတယ်အောက်ကနေအပေါ်ပြန်သွားရင်တော့နည်းနည်းလေးဆောင်းသွားလို့ဟာနော်